ပြုံးမင်းသားလေးဆက်ရင်ဖို့အတွက်ပြည်ရင်းဒီပါနဲ့ကဘာနှက်မှာရှိတဲ့ပရိသတ်တွေအားလုံးစုပေါင်းပါဝင်ပြီးတော့ချစ်ချင်းမြတ်တာတွေနဲ့ပေးအပ်ထားတဲ့ဝင်းနီလက်ဆောင်Happy birthday ပါကိုဆိုင်ရင်မို့ရေ32နှစ်ပြည့်မွေးနေ့မှာစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်မြမယဉ်ကျေးမှုအမွေးနှစ်တွေကိုထိန်းသိမ်းနိုင်တဲ့နိုင်ငံရတနာမင်းသားလေးဖြစ်နေထာဝရလင်းလက်တောက်ပနေတဲ့ကျေတဝင်းဖြစ်ပါစေလို့ဓာတုစထရမာလေးများမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်